အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရာသီဥတုလေးနဲ့လိုက်ပတ်တဲ့ချင်းချင်းဆက်ဆက်တုံရဟင်းကြိုလေးချက်စားပြလို့လုံနီလေးကိုမျှဝေပေးလိုက်ပါရနော်ဒါကတော့ပဝင်ပစ္စည်းလေးပါရှင်အသီးနဲ့ကတော့ကိုယ်အဆင်ပြေသလိုထည့်လို့ရပါတယ်ဒါကငဖယ်လုံးလေးပါကိုတိုင်းလုံးထားတဲ့ငဖယ်လုံးပေါ့နော်ပြီးတော့ပဝင်ပစ္စည်းနေနဲ့တုံရအနစ်ကိုဒီစိတ်ကိုတုံထားပါတယ်ဒါကတော့တုံရအခဲပါတခဲထည့်ပါမယ်နော်တစ်စလုံးစားအတွက်ပေါ့နော်ပြီးရင်တုံရအနစ်ကိုတစွန်းထည့်ပါတယ်ပြီးရင်တော့ညီမတို့ချက်ပြုတ်ရည်ထည့်ပါတယ်မရှိရင်လည်းရိုးရိုးရည်နွေးထည့်လို့ရပါတယ်နော်ပြီးရင်တော့ငရုတ်တီးစိမ်းအဆက်စားနိုင်တဲ့လောက်ပေါ့နော်ထည့်လို့ရပါတယ်ငါးငပြရည်လေးထည့်ပါတယ်နော်တကယ်လို့အရသာချိုးပေါ်ကတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရရပေါ့နော်စက်သားကိုချင်းချက်သွင်းပြူစားချုံမုံနေထားလေးထည့်လိုက်ပါတယ်ရှင်အားလုံးထည့်ပြီးလို့ဟင်းရည်လေးလည်းပုတ်ပွက်ဆူလာပြီဆိုရင်တော့အုံလို့အမုံကိုထည့်တာပေါ့နော်တကယ်လို့အုံလို့အနစ်ရှိရဆိုရင်လည်းထည့်လို့ရပါတယ်မရှိလို့အမုံထည့်လိုက်တာပါနော်ဟုတ်ကဲ့ခုဆိုရင်တော့အုံလို့နဲ့လေးလည်းမွေးမွေးလေးနဲ့အရသာနေထားလေးလည်းစင်ပြေပြီးတီးနှံလေးချက်ပြီးဆိုတော့ညီမတို့ဥချပါတော့မယ်နော်ဒီမိုးရသည်လေးနဲ့ဆိုရင်အရန်ကိုလိုက်ဖက်တဲ့ဟင်းတစ်ခွက်ပါရှင်ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်လောက်ရလဲလွယ်ကူလို့လုပ်ကြည့်ကြပါနော်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ရမယ်ရှင်တတား